ပါကျွန်တော်ဝင်းကို Apple Reseller YouTube channel လေးကြိုဆိုပါတယ်ဗျကျွန်တော် iPhone 10s Max တလုံးဝယ်တော့မယ်ဆိုတဲ့ customer မှန်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြပါဗျ iPhone 10s Max လေးကကျွန်တော်တို့ထွက်ခဲ့တဲ့ခုနှစ်နေလဲလက်ရှိ2025မှာ3နှစ်နေလာလို့မေးနေတဲ့လူတွေနဲ့3နှစ်နေလာလို့တွေးနေတဲ့လူဝယ်တော့မယ်လို့စဉ်းစားနေတဲ့လူမှန်တယ်ဆိုရင်ကျွန်တော်ဗီဒီယိုလေးကိုစောင့်အောင်ကြည့်ပြပါဗျကျွန်တော်သူ့ရဲ့ certification လေးတွေကိုကျွန်တော်ပြပေးမှာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ဒီ YouTube channel လေးကဆိုရင်ကျွန်တော်တို့ iPhone old model လေးတွေကိုပြန်ပြီးတော့ review ပြလုပ်ပေးမယ်ပြီးတော့ဒီ2025ခုနှစ်မှာအရင်ရောက်ထွက်ခဲ့တဲ့ old model တွေကလက်ရှိ2025ခုနှစ်မှာ3နှစ်နေလားမ3နှစ်နေဘူးလားပြီးတော့ကျွန်တော် iPhone to iPhone ကွန်ပယ်လေးတွေကျွန်တော်ဗီဒီယိုလေးတင်ပေးမယ်ဟာတာလေးတွေနဲ့ကျွန်တော်ရောပြီးတင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and subscribe မလုပ်ရသေးဘူးဆို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့ဗျာကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်ကြအောင် iPhone 10s Max iPhone 10s Max နဲ့ပထမဆုံးစပြီးတော့ပြောရမယ်ဆိုလို့ရှိရင် screen size ကကျွန်တော်တို့ 6.5 inch ရှိရတဲ့ကြောင့်မလို့ screen size နဲ့မသေးဘူး display ပိုင်းအောင်ပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ OLED display နဲ့ထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရုပ်ထွက်ပိုင်းတော်တော်လေးကောင်းတာကိုကျွန်တော်တွေ့ရမယ် screen size ကလည်း 6.5 ဖြစ်တဲ့အတွက်ကြောင့်မလို့ screen size ကလည်းကျွန်တော်တို့သေးရတယ်မှာလည်းမပါဘူးဗျာနော်စကွေးဆိုင်ကြီးမယ်ပြီးတော့ကျွန်တော် OLED display ရုပ်တော့ကောင်းကောင်းလေးကင်နေတယ်ဆိုရင်အဆင်ပြေတယ်။ Okay ဒါဆိုရင်ကျွန်တော် display ပိုင်းလေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဘာရှင်းပိုင်းလေးကျွန်တော်ပြပေးမယ်။လက်ရှိမှာ iPhone version နောက်ဆုံး version ရသေးတဲ့အတွက်ကြောင့်မို့လို့ iPhone 10s Max လေးကိုကင်ရတာတော့တော်တော်လေးကိုတန်တယ်လို့ပြောလို့ရမယ်။နောက်တစ်ခုကဘာလဲဆိုတော့သူက chipset ကကျွန်တော် A12 Apple A12 Bionic ကိုအသုံးပြုထားတယ်။ Apple A12 ကလည်းကျွန်တော်တို့နေတဲ့ထဲမှာတော့မပါဘူး။နော်ပြီးတော့ကျွန်တော် CPU ကတော့ကျွန်တော်တို့Hirago အမျိုးအစားကိုအသုံးပြီးတော့ GPU ကတော့ Apple GPUကျွန်တော် full core graphic ကိုအသုံးပြုထားတော့ graphic ပိုင်းလည်းတော်တော်လေးကိုကောင်းပါသေးတယ် store နေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ charge ထွက်ရှိတာတော့ 64K 256နဲ့ကျွန်တော်တို့512ဆိုပြီးတော့ထွက်ရှိပါတယ်ဗျာနော်ဘိုင်းလေးကိုပြောမယ်ဆိုရင် main camera လည်းဘိုင်းလေးကိုကျွန်တော်စပြောပေးမယ်နော်12 megapixel wide ရယ်12 megapixel ရယ်ကျွန်တော်တို့ telephoto ရယ်ဆိုပြီးတော့ camera နှလုံးနဲ့လာတာကိုတွေ့ရမယ် video ဆိုရင်ကျွန်တော်တို့ 4K ကိုကျွန်တော်တို့ 60fps ရပါတယ်ဗျာနော်ဒီ iPhone 10s Max တွေကို online shop အတွက်အသုံးပြုပြရတယ်သူတို့ရဲ့ကုန်ပစ္စည်းတွေကိုကျွန်တော်တို့ချိန်ညာတဲ့နေရာမှာဆို iPhone 10s Max ကင်မရာလေးတော်တော်လေးကိုကောင်းတဲ့အတွက်ကြောင့်မလို့ပါနော်ဟုတ်ပြီဒါဆိုကျွန်တော် selfie ဘိုင်းပြောမယ်selfie ဘိုင်းမှာပြောရမယ်ဆို selfie ဘိုင်းမှာနည်းနည်းလေးပြောစရာရှိတာ7 megapixel ပဲပါတဲ့ကြောင့်မလို့ကျွန်တော်တို့ကင်မရာ pixel တော့နည်းသွားမယ်7 megapixel ကအရင်ဆိုးဝါးထဲမှာမပါပါမယ် main camera တော့ကျွန်တော်တို့ပုံမှန်လေးရိုက်လို့ရမှာမဟုတ်ဘူးဗျာနော် okay နောက်ပြီးတော့ကျွန်တော်နောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော် battery mAh က3184 mAh ပါတယ် battery mAh ကနည်းတယ်မှာတော့မပါဘူးဒါပေမဲ့ तू ကထွက်တာ OLED display နဲ့ပြီးရတဲ့ကြောင့်မလို့ကျွန်တော်တို့ battery ကတော့အရင်ရောခံမှာတော့မဟုတ်ဘူးကျွန်တော်တို့ daily use ကတော့လုံးဝအဆင်ပြေနိုင်မှာမဟုတ်ဘူးဘာလို့ပေးရတဲ့ကင်မရာပေးရတဲ့ရုပ်ထွက်ပြီးတော့ကျွန်တော်ပေးရတဲ့ battery နဲ့ပြန်ကြည့်မယ်ဆိုရင် daily use ကတော့ daily use သုံးရတဲ့ customer တယောက်တည်းဆိုလို့ရှိရင်တော့ iPhone 10s Max ကိုမရွေးချက်သေးဘူးပေါ့နော် okay ဒါဆိုရင်ကျွန်တော်ဒီကောင်းကိုကျွန်တော်ကြိုက်တဲ့အချက်လေးကိုကျွန်တော်ပြပေးမယ်နော်ကျွန်တော်ဒီ 10s Max လေးကိုကျွန်တော်ကြိုက်တဲ့အချက်လေးကတော့ပထမဆုံးပြောမယ်ဆို display ဘိုင်းမှာ OLED display နဲ့လာတဲ့ဒုတိယတစ်ချက်ကင်မရာ main camera 12 megapixel ပါတယ်အဲ့တစ်ချက်လည်းကျွန်တော်ကြိုက်တယ်တတိယတစ်ချက်ကတော့ကျွန်တော်တို့version iPhone version နောက်ဆုံး version ပေးသေးတယ်အဲ့ဒီ3ချက်နဲ့တင်ကျွန်တော် iPhone 10s Max 10သိန်းအောက်နဲ့ကျွန်တော် second ဝယ်မယ်ဆိုတဲ့ customer တွေလက်ရှိ2025ခုနှစ်မှာလုံးဝကင်နေပါတယ် budget phone တစ်လုံးအနေနဲ့ပေါ့နော်ကင်နေနဲ့လုံးဝတန်ပါတယ်ဆိုတဲ့အကြောင်းလေးပြောရနေကျွန်တော်ဒီဗီဒီယိုလေးကိုဒီမှာပဲကျွန်တော်အဆုံးသတ်မှာအားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ